အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်ကတော့ရာသီဥတုအရန်တာယာနေတာနဲ့မနေ့စောစောကျမတို့မြေဟောင်ဆောင်မြို့တဲကဈေးထဲမှာခောက်ဆွဲစားဖို့လာလိုက်ကြပါတယ်ရှင်ကျမတို့လာတာကမနေ့9နာရီခွဲမှလာတယ်ပေါ့နော်ဈေးကတော့အစောကြီးဖွင့်ပါတယ်ရှင်ကျမတို့ကတော့ဒီမြန်မာစားစာတွေရတဲ့ဆိုင်မှာလာခဲ့တာပါဒီမှာရှမ်းခောက်ဆွဲတွေလည်းရတယ်ဆန်ခောက်ဆွဲရတယ်တုပ်ပူနွေးတွေလည်းရတယ်သူအမေတွေကတော့မြန်မာတွေအကြိုက်ပေါ့နော်ပြီးရင်ဈေးတွေကလည်းအရန်တန်ပါတယ်ရှင်40 30 20 50အဲ့လောက်ပဲရှိတဲ့ဈေးတွေကအရန်တန်တော့အရန်တန်တော့ဒီမှာလူတွေကကြိတ်တိုးနေတယ်ပေါ့နော်ဒီမှာကသူ့ရဲ့ဆိုင်တစ်ဆိုင်တည်းရှိတာမဟုတ်ပဲねဘေးနားမှာလည်းဒီလိုအစားတောက်လေးတွေပေါ့နော်ဒီလိုအထူးသဖြင့်ခောက်ဆွဲနဲ့ပတ်သက်တဲ့အစားတောက်လေးတွေရပါတယ်ဆိုင်အပြင်စင်တွေကလည်းတော်တော်လှပါတယ်ရှင်တတက်ရလေးနဲ့တေးသေးလေးနဲ့ချစ်ဖို့ကောင်းပါတယ်ပြီးရင်ထုံးစံတိုင်းပဲခောက်ဆွဲဆိုင်ဆိုရင်ကျမတို့မြန်မာတွေရဲ့သဘောတဘာဝရခောက်ဆွဲဆိုင်ဆိုရင်ရင်ဝေးတန်းကတော့မပါဘူးဖြစ်ပေါ့နော်ဒီဘက်မှာကျတော့ဒီသူတို့ထိုင်းလူမျိုးတွေပေါ့နော်ဒါကတော့သူတို့ဈေးရောင်းတဲ့နေရာတွေပါဟိုအရှိနာလေးမှာကတော့မုတ်တွေရောင်းပါတယ်ပြီးရင်ခုနကကျမတို့ထိုင်တဲ့ဆိုင်ရဲ့ရှေ့နာလေးတင်ပါပဲဒီလိုမျိုးဆိုင်တွေလည်းရှိပါတယ်ဒီအရှိကတော့ရှမ်းခောက်ဆွဲတွေရတယ်နောက်တစ်ခါတုပ်ပူတွေရတယ်ပေါ့နော်ဒါကတော့ထိုင်းစတိုင်ပါဟုတ်ပဲနားမှာလည်းခောက်ဆွဲဆိုင်တွေပေါ့နော်ဒီမှာခောက်ဆွဲတန်းကတော့2တန်းလေးပဲရှိပါတယ်ဒီအဘေးကဟာတွေကိုတော့ကျွန်မမ try ကြည့်ပြီးသေးဘူးပေါ့နော်မ try ကြည့်ရသေးဘူးဒါပေမဲ့ဒီဘက်ကနေရာလေးကိုရွေးဖြစ်တယ်ဆိုတာလည်းနေရာကတတနာနာနဲ့ menu ထားတာလေးကလည်းစားချင်စပွဲလေးပေါ့နော်သူရဲ့အပြင်စင်ခင်းထားတာတွေကလည်းစားချင်စပွဲပါပဲပြီးရင်ဒီဆိုင်ရှင်အမကြီးကလေသူကမြန်မာစကားကိုမွတ်နေအောင်ကိုတတ်ပါတယ်သူ့မြန်မာနဲ့ပဲပြောလို့လည်းရပါတယ်ပြီးရင်သူစီမှာလူနဲ့ကြက်နေတော့သူအလောက်ရှုပ်နေတာပေါ့နော်ပြီးရင်သူ့မှာသမီးလေးတစ်ယောက်လည်းရှိပါတယ်။မှကျမတို့ကမနက်စာကိုဘယ်မှာစားရမလဲလို့စဉ်းစားနေကြတာပေါ့နော်အဲ့ဒါနဲ့ဈေးတွေကိုသွားစားကြည့်ပါမယ်ဟောင်ဆောင်ရောက်ရင်ဈေးထဲမှာရှမ်းခေါက်ဆွဲစားပြအောင်စားခဲ့ပါပေါ့နော်အဲ့မှာတုပ်ပူနေစားပြအောင်စားခဲ့ပါစားသဖြင့်လူတွေကမှာကြတယ်ဆိုပြီးတော့တငယ်ချင်းကပြောတယ်တငယ်ချင်းကတော့ချင်းမိုင်ကနေလာတယ်ပေါ့နော်အဲ့တော့ကျမကတော့ဒီမှာမေအောင်ဆောင်မနေတာတနေ့လောက်ရှိပြီဒါပေမဲ့ဒီဘက်ဆိုင်ကိုတခါမှလာမထိုင်ဘူးအဲ့တော့ဒီမှာပါတယ်ရလဲလည်းမသိခဲ့ဘူးအဲ့နဲ့သူလာပြောမှပဲသွားကြည့်မယ်ပေါ့နော်စားကောင်းလားမကောင်းလားတော့မသိဘူးဆိုသွားကြည့်တာအပြင်စင်တွေကတော့မဆိုးပြီးတော့တင်ရဲ့ဒီမှာအတိပါလာတဲ့အတိတရားကတော့သူကမာစားတယ်တုပ်ပူနွေးပေါ့နော်သူကတော့တုပ်ပူနွေးကြိုက်တယ်တဲ့ကျမကတော့ဆန်ခောက်ဆွဲပေါ့နော်သူများတော့ရှမ်းခောက်ဆွဲလို့ခေါ်တာပေါ့ဆန်စည်းရည်လို့ခေါ်တာပေါ့နော်ကျမတို့ကတော့အလွယ်နည်းဆန်ခောက်ဆွဲလို့ပဲခေါ်တယ်ကျမကမြန်မာနိုင်ငံမှာနေတော့လည်းဆန်ခောက်ဆွဲကိုအများအားစားဘယ်ကောမှာပေါ့တော့ဘယ်ကောမှာဆိုရင်မြတ်ထားလမ်းဘေးမှာခောက်ဆွဲဆိုင်တိလေးတစ်ဆိုင်ရှိရဲ့အဲ့ဒီဆိုင်ရဲ့အရာတောင်ကျမအခုဒီမမေ့သေးဘူးအဲ့ဒီဆိုင်ရဲ့အရာတောင်တကားမှလည်းပြန်မစားဘူးเนาะခဏလောက်နေတော့ကျမမှာထားတဲ့ဆန်ခောက်ဆွဲလေးရောက်လာပြီပေါ့နော်ဆန်စည်းရည်လေးပေါ့နော်အမသူကတော့အချင်းလေးလေးထပ်ပြီးထားပါတယ်သူရဲ့အပြင်စင်လေးကတော့အားလာပါတယ်ခောက်ဆွဲလေးကလည်းစားချင်းစပွဲလေးပေါ့နော်ကျမတို့အိမ်မှာလည်းကိုချက်စားကြည့်သေးတယ်ဒါပေမဲ့ဒီလိုမျိုးအယောင်ဘာလို့ထွက်မလာလဲတော့မသိဘူး။ဟိုကတော့စီတဝင်းဝင်းနဲ့ပေါ့နော်ဒါပေမဲ့စီလည်းကတော့ဤတဲ့စီမျိုးမဟုတ်ပဲနဲ့လှနေတာမျိုးပေါ့နော်။အဲ့ဒါစားလို့တော့ကောင်းတယ်။အနည်းလေးလည်းကောင်းတယ်။အမှချက်ရွတ်တုံနဲ့သူထက်ပေးတယ်ပေါ့နော်။ကျမတို့ကတော့ဒီဟာကိုစားတာဟိုစကားတော့မပြောဖြစ်ကြဘူးပေါ့နော်စားတာကျမကအစားစားပြီဆိုရင်အထူးသဖြင့်ကျမကြိုက်တဲ့အစားအစာမျိုးဆိုရင်တော့အရန်ကိုဘလောက်ပလောင်စားရတယ်ပေါ့နော်ကျမကသူများပြောသလိုမျိုးဆို foodie ပေါ့နော်အစားအစာကိုအရန်ချစ်တဲ့သူပြီးရင်တကယ်လို့တနေရာမှာစားပြီးတော့စားမကောင်းဘူးဆိုရင်အရန်စိတ်ဆိုးတယ်ပတ်စံပေးပြီးတော့ဝယ်စားရတဲ့နေရာမှာစားမကောင်းဘူးဆိုရင်ကျမအရန်စိတ်ဆိုးပြီးတော့အဲ့ဒီဆိုင်ကိုလုံးဝမသွားတော့ဘူးပေါ့နော်ဒါမဲ့ဒီဆိုင်တော့ကျမတကယ် recommend ပေးပါတယ်ကျမကိုယ်တိုင်လည်းနောက်တစ်ခေါက်လာဖို့ပေါ့နော်ရည်မှန်းထားပါတယ်ဒါကတော့ကျမစားတဲ့အရာလေးပေါ့နော်သူကတော့တုပ်ဖူးလေးတွေလည်းထပ်ထားပေးတယ်ရှင်ကျမစားနေကြဟာတွေကျမစားဖို့နေကြဟာတွေကတော့တုပ်ဖူးကြော်ပေါ့နော်တုပ်ဖူးကြော်တော့မပါဘူးဒါမဲ့ဒီမှာတော့ပါတယ်ကိုဗီဒီယို edit နေနေတော့မှပြန်စားချင်တာကြီးပေါ့နော်ဒီဘလောက်ထီဆန်စီကိုကြိုက်လဲဆိုရင်တရက်ကို
တင်ငါခောက်လောက်စားနိုင်တယ်တစ်ခါစားရင်လည်း2ပကံ3ပကံအဲ့လိုမျိုးစားနိုင်တယ်ပေါ့နော်ပြီးရင်ကျမကအဆက်အရန်ကြိုက်တော့အဆက်တွေကမပေါမဖြစ်ဒီဟာကိုကြိုက်တယ်ဆိုတာကလည်းချင်းဆက်ဆက်လေးစားလို့ရတာပေါ့နော်ပြီးရင်ကျမကခောက်ဆွဲကြိုက်တာဖြစ်တဲ့အတွက်ကြောင့်တခါတည်းခောက်ဆွဲထဲမှာအချင်းကောအဆက်ကောရောစားပြီးတော့အရည်လေးတောက်လို့ရတဲ့ဘီးပြည့်စုံတဲ့အရသာရှိတဲ့ခောက်ဆွဲတပွဲကျမအဲ့လိုမျိုးပဲပြောတော့မယ်အားစားနေနဲ့ခဏလေးနဲ့ပဲကုန်သွားတယ်နော်အရန်ကြိုက်တယ်ပြီးရင်ခါးရည်တော့မှဒီမှာရင်ွေးချမ်းပေါ့နော်အဲ့ဒါတော့မှကျွန်တော်တို့အများကြီးမတောက်လိုက်ရဘူး။ကျွန်မဒီပေါ်မှာခောက်ဆွဲပေါ်မှာပဲဇံဝင်နေတာပေါ့နော်။နောက်ဆိုတော့ကျွန်မတို့ငွေရှင်းမယ်ပေါ့နော်။ငွေရှင်းမယ်ဆိုလိုက်လာတဲ့ပေါ်တရားကသူကငွေရှင်းတာသူကငွေက900တန်ကြီးပဲပါနေတော့ကြတာက60ပေါ့နော်။2ယောက်ပေါင်း60ပဲကြတော့ကျွန်မပဲရှင်းပေးလိုက်ပါတယ်။ကျွန်မစီမှာတော့အကျွေးတွေပေါ်ပါတယ်ရှင်။အဲ့တော့နောက်ထပ် blog လေးတွေကိုကျွန်မထိုက်တက်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မနဲ့သူစိတ်ဝင်စားကြ blog လေးတွေကိုကြည့်ချင်တယ်ဆိုရင် like subscribe လေးလုပ်သွားပြီးဖို့တောင်းဆိုပြရစီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ပြန်လိုက်ပါဦးမယ် bye bye